င်္ဂလာပါ Knowledge and Burmese YouTube channel ကပြန်လည်ကြိုဆိုပါရစေဒီနေ့ Logistic and Supply Chain Management တွေက safeguarding ဆိုပြီးတော့ပြောနေကြတယ်အရင်များလာပါတယ် Okay အဲ့တော့ဒီ safeguarding ဆိုတာကဘာကိုဆိုလိုတာလဲဒီနေ့ဒီ video လေးမှာကျွန်တော်တို့လိုက်ပါကြည့်ရှုပေးလိုက်ကြပါဦးOkay. Safeguarding in logistics and supply chain management ဆိုတဲ့ခေါင်းစဉ်နဲ့ဒီနေ့ပြောပြပေးသွားမယ် Safeguard ဆိုတာဘာလဲအရင်ဆုံးကျွန်တော်တို့တွေနေ့စဉ်ပြုလုပ်နေကြအရာတွေနဲ့ချိတ်ဆက်ပြီးနားလည်ကြည့်ကြရအောင် Part 1 အနေနဲ့ Safeguard ဆိုတာကနေ့စဉ်အသုံးပြုနေတဲ့အရာတွေနဲ့ရှင်းပြီးနားလည်ကြည့်လိုက်အောင် Safeguard ဆိုတာက phone, laptop, aircon ရေခဲတက်တာပစ္စည်းတွေမှာအဲ့လိုပစ္စည်းတွေမှာ safeguard တွေရှိကြပါတယ်။ဥပမာဖုန်းအတွက်ဆိုရင် safeguard က cover သုံးတာပေါ့။ဘာလို့ cover သုံးတာလဲ။မပျက်စီးအောင်လို့ပျက်စီးမှုမဖြစ်အောင်လို့ပေါ့။နောက်တစ်ခု antivirus တွေထည့်တာ။ဒီ antivirus တွေကဘာဖြစ်လို့လဲ virus ကာကွယ်ဖို့နောက်ထပ် virus stabilizer တွေသုံးတာပါလဲ။ဒီဟာမငြိမ်တာတွေကနေပြီးတော့ကာကွယ်ဖို့နောက်ထပ် maintenance တွေလုပ်တယ်။ဒါကလည်း safeguard ပါပဲ။ဒါတွေကဘာဖြစ်လို့လဲမပျက်စီးအောင်လို့ပျက်စီးမှုမဖြစ်အောင်လို့ဒါမျိုးကို safeguard လို့ခေါ်တာဒါဆို safeguard ဆိုတာကတကယ်တော့ကြိုတင်ကာကွယ်ရေးလှုပ်ဆောင်ချက်တွေဖြစ်တာပါ fraud တွေမဖြစ်အောင် loss တွေမဖြစ်အောင်နောက်ပြီးကျတော့ unnecessary damage တွေမဖြစ်အောင်ကာကွယ်တဲ့အရာကိုဆိုလိုတာပါ okay part 2အနေနဲ့ safeguarding in logistics ကိုကြည့်လိုက်အောင်အခုတော့ logistics ပိုင်းကိုသွားကြည့်ကြမယ် logistics ဆိုတာကပစ္စည်းတွေကိုတည်ယူပို့ဆောင်ခြင်းတင်စီခြင်းကင်တွယ်ခြင်းဆိုတဲ့အပိုင်းကိုလူတိုင်းသိတယ် Okay အဲ့ဒါကြောင့် logistics မှာ safeguard လုပ်မယ်ဆိုရင်ဘာတွေဖြစ်မလဲတခုချင်းစီ fraud မဖြစ်အောင်ကာကွယ်ဖို့ဖြစ်ပါတယ်ဥပမာနဲ့ပြောရရင်တော့ tracking system တွေ GPS barcode တွေဒါတွေဘာလို့ထားရလဲပစ္စည်းတွေပျက်စီးတာတွေပျောက်ရှာတာတွေကိုကာကွယ်ဖို့ပါနောက်တစ်ခုက proper packaging လို့ခေါ်တဲ့တည်ယူပို့ဆောင်မှာပျက်စီးမှုတွေကာကွယ်ဖို့ဒီလိုနေရာမှာသုံးတာပါနောက်ထပ် standard operation procedure လို့ခေါ်တဲ့ SOP တွေဒါတွေကလည်းဒီSaaS အကုန်ပါတယ်ပေါ့နော် loading unloading မှားတာတွေမဖြစ်အောင်နေအများကြီးပါပဲအဲ့တော့ warehouse safety နဲ့စပါဆိုရင်လည်းလုံခြုံရေးနဲ့အထူးခဲမရှိအောင်လို့လုံခြုံမှုရှိအောင်လို့ဆိုမျိုးတွေ equipment check လုပ်တာတွေ track တွေ forklift တွေမပြတ်အောင်လုပ်တာအဲ့တော့အချင်းချင်းပြောရရင်တော့ logistic safeguarding ဆိုတာက goods process တွေကိုပစ္စည်းနဲ့လုပ်ငန်းစဉ်တွေကို fraud and unnecessary risk တွေကနေကာကွယ်ခြင်းကိုဖြစ်ပါတယ်အဲ့တော့ဒါလေးက safeguarding in logistics နောက်တစ်ခု safeguarding in supply chain management SCM နဲ့မှာဘာတွေဖြစ်မလဲ SCM ဆိုတာကတော့ပစ္စည်းအရင်းမြစ်ကနေစပြီး customer ထိလုပ်ငန်းစဉ်ပြီးဆုံးတဲ့ပြုလုပ်တဲ့ system တခုဆိုတာကျွန်တော်တို့ EMBO တွေမှာလည်းရှင်းပြပြီးသားပါပြီဒါကြောင့် safeguard ဆိုတာကပိုပြီးမဟာဗျူဟာအဆင့်ကာကွယ်ရေးလို့ဆိုကြပါတယ် supply chain management မှာကျတော့ဥပမာနဲ့ပြောရင် supplier body and audit မညီတဲ့ဘဏ္ဍာတွေမဖြစ်အောင် diversify sourcing လို့ခေါ်တဲ့ supply တနေရာတွေမသွားဘဲနဲ့အမျိုးမျိုးသောလမ်းကြောင်းတွေနဲ့သွားတာမျိုး contracting management ကုမ္ပဏီရဲ့အကျိုးမြတ်တွေကိုကာကွယ်ဖို့နောက်ပြီးတော့ data protection လို့ခေါ်တဲ့ sensitive information တွေမဖြစ်အောင်လို့ပေါ့ဒါတွေကိုခေါ်တာပါအဲ့တော့SCM မှာအချင်းချင်းပြောရရင်တော့ဘာတွေဖြစ်မလဲ raw material ကလည်း customer စနစ်ချကာကွယ်ဖို့ခေါ်တာပါ safeguarding ဆိုတာကအဲ့တော့ logistics နဲ့ SCM ရဲ့ safeguarding တွေကဒီမှာဒီလိုကြည့်ရင်ဒီဇာတ်လေးကိုကြည့်ချင်းအဖြစ်ပို့ပြီးတော့မြင်သာတင်တာရှိသွားမှထင်ပါတယ်ပြောချင်တာကဒီ safeguarding လို့ခေါ်တဲ့နေရာမှာအကုန်လုံးကကြိုတင်ကာကွယ်ရေးအတွက်လှုပ်ဆောင်ချက်ရတဲ့အချက်လက်တွေအကုန်လုံးဖြစ်ပါတယ် safeguarding ဆိုတာကဘယ်လိုပဲပြောကြိုတင်ကာကွယ်ပြီးလှုပ်ဆောင်ရတဲ့အချက်တွေက safeguarding ပါအဲ့တော့ဒီနေ့ရှင်းပြပေးသွားတာက logistics နဲ့ SCM management တွေက safeguarding ပါနောက်ဗီဒီယိုတွေမှာလည်းထပ်မံဆုံတွေ့ပါအောင်မယ်